မင်္ဂလာပါကျွန်တော်နာမည်အောင်ကျော်မိုးလို့ခေါ်ပါတယ်ကျွန်တော်ဒီနေ့မိတ်ဆွေတို့ကိုငွေရှာတဲ့နီလန်၃မျိုးရှိတဲ့အကြောင်းကိုပြောပြချင်ပါတယ်ငွေရှာတဲ့နီလန်၃မျိုးရှိတဲ့အကြောင်းဆိုတာကဟိုးရခင်ရစပြီးတော့ဒီနေ့ချိန်ကထိအောင်ဒီနီလန်၃မျိုးနဲ့ပဲငွေရှာကြတယ်နောက်လဲဒီပုံစံပဲရှာနေကြမှာဖြစ်တယ်လူတွေကဒီနီလန်၃မျိုးကတော့ဗာလဲဆိုတော့ခန္ဓာကိုယ်ရင်းပြီးတော့ငွေရှာတာခွန်အားကိုယ့်ရဲ့ခွန်အားကိုရင်းပြီးတော့ငွေရှာတာနောက်တစ်နည်းကကိုတက်တဲ့အတတ်ပညာအသိပညာကိုရင်းပြီးတော့ငွေရှာတာနောက်ထပ်တစ်နည်းကတော့ငွေကြေးကိုရင်းပြီးတော့ရှာဖွေတာဒီ၃နည်းနဲ့လူတွေကငွေရှာကြတယ်ပထမနီလန်းဖြစ်တဲ့ခွန်အားကိုရင်းပြီးတော့ရှာဖွေတဲ့နေရာမှာအချိန်အကန့်အသတ်ရှိတယ်ခွန်အားအကန့်အသတ်ရှိတယ်တစ်နေ့ကိုရှာဖွေနိုင်မှုက1000 2000 3000သို့မဟုတ်9000တိအောင်ရှာဖွေနိုင်မယ်ကျွန်တော်သိသလောက်တော့တိထက်ပို့ပြီးတော့ရှာဖွေမယ်ဆိုရင်ခွန်အားကိုရင်းပြီးရှာဖွေတဲ့နေရာမှာအလွန်ဆုံးရှာဖွေနိုင်ငွေကြေးတစ်သိန်းပေါ့ဒါအချိန်အကန့်အသတ်ရှိတယ်ဒါအလွန်ကြီးကိုသူခွန်အားစိုက်ထုတ်မှသာလေဒီငွေပမာဏဆိုဒီငွေပမာဏကိုရရှိရတယ်ကျွန်တော်တို့မြင်မိတယ်နောက်တစ်နည်းကတော့ကိုတက်တဲ့အတတ်ပညာကိုတက်တဲ့အတတ်ပညာဆိုတာကဒီကျောင်းနေပညာသို့မဟုတ်အတတ်ပညာသူလေ့လာလိုက်စားခဲ့တဲ့ဘာသာရပ်ပုံမူတည်ပြီးတော့ကျွမ်းကျင်တဲ့အတတ်ပညာကိုရင်းပြီးတော့ရှာဖွေတဲ့ငွေကြေးရှာဖွေနည်းဖြစ်တယ်ဒီငွေကြေးရှာဖွေနည်းကလည်းအချိန်ကန့်သတ်ရှိတယ်တစ်လကို9သိန်းရှာနိုင်မယ်10သိန်းရှာနိုင်မယ်သိန်း30ရှာနိုင်မယ်သိန်း40ရှာနိုင်မယ်ဒီဟာလည်းသူ့ရဲ့အချိန်ကိုရင်းပြီးတော့ရှာဖွေကြတာဖြစ်တဲ့ကြောင့်မလို့သူ့မှာလည်းကန့်သတ်ချက်ရှိတယ်နောက်တစ်နည်းကတော့ငွေကြေးကိုရင်းပြီးတော့ရှာဖွေတဲ့နည်းလမ်းအဲ့ဒီနည်းလမ်းကတော့သူတက်တဲ့အတတ်ပညာအသိပညာနဲ့တည်းမကဘူးငွေကြေးစီမံခန့်ခွဲမှုလည်းကျွမ်းကျင်ပါသားလေဒီနည်းလမ်းနဲ့ငွေကြေးကိုရှာဖွေနိုင်မှာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကတော့တကယ်လို့ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေကခွန်အားကိုရင်းပြီးရှာဖွေနေတာဆိုလို့ရှိရင်အတတ်ပညာတစ်ခုခုကိုလေ့လာပြီးတော့အတတ်ပညာနဲ့ရှာဖွေတဲ့အဆင့်ထိအောင်ရအောင်တက်လမ်းမှာအတတ်ပညာနဲ့ရှာဖွေနေတဲ့သူတယောက်ဆိုလို့ရှိရင်ဒီငွေကြေးကိုစုဆောင်းပြီးတော့ပို့ပြီးမြင်မာတဲ့ငွေကြေးကိုစီမံခန့်ခွဲပြီးတော့ဝင်ငွေကိုပို့ပြီးတိုးပြီးရှာဖွေနိုင်မဲ့အဆင့်ထိအောင်တက်လမ်းမှာဒါမှသာလျှင်ချမ်းသာတယ်ဆိုတဲ့ဘဝကိုရရှိပါလိမ့်မယ်ဒီနေ့ကျွန်တော်ပြောပြသွားတဲ့ဗီဒီယိုလေးကနေပြီးတော့မိတ်ဆွေတို့တစ်ခုခုရမယ်လို့ပြောလင်းပါတယ်ကျေးဇူးများကြီးတင်ပါတယ်